အော်ဟုတ်အခုဒီနေ့ဖွင့်ပွဲကတော့အဓိကကျမတို့ကဘာလဲဆိုလို့ရှိရင်လူငယ်တွေအတွက်ပေါ့နော်ဒါလူငယ်တွေရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုဖော်ဆောင်နိုင်တဲ့နေရာတစ်ခုရှိတယ်ဆိုတော့ information လေးပေးချင်တာရှင်အဓိကကအခုပြပထွက်ဖို့အလောက်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်ပြည်တွင်းမှာအလောက်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်သူတို့အတွက်ကိုနေရာမှန်လူမှန်ဝင်ငွေကောင်းတဲ့လုပ်ငန်းတွေကိုကျမတို့ဒီ service ဇုံကနေချိတ်ဆက်ပေးတယ်ပေါ့နော်TNZ ကအဓိကဘာ service ပေးလဲဆိုလို့ရှိရင်အခုတချို့ကြတော့လဲပြည်ပနိုင်ငံရောက်သွားပြီအလုပ်ကိုင်တွေလုပ်နေတယ်အဲ့ဒီမှာအခက်အခဲပြဿနာလေးတွေရှိတယ်ပျော်ရွှင်မှုတွေမရဘူးတချို့ကြတော့လဲပြည်တွင်းမှာပဲအလုပ်ကိုင်တွေလုပ်နေတယ်ပျော်ရွှင်မှုတွေမရဘူးအဲ့ဒါတွေအတွက်ကိုကျမတို့ကဂျားတွေကနေပြီးတော့ဒီလူငယ်တွေသူတို့အလုပ်နဲ့ဘဝတစ်ထပ်တည်းကြအောင်အကြံဉာဏ်တွေပေးတယ်ပြီးလို့ရှိရင်သူတို့အဲ့ဒီအလုပ်ဘဝတစ်ထပ်တည်းကြပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့အဲ့ဒီမှာလုပ်ငန်းမှာလုပ်ပြီးတော့တစ်ချိန်မှာသူတို့ကိုယ်တိုင်လုပ်ငန်းရှင်ဖြစ်တဲ့အထီကိုကျမတို့ကလမ်းညွှန်ပေးပါတယ်ရှင်ဟုတ်ကဲ့ရှင်ဒီပေါ့အဓိကကတော့သင်တန်းချက်ကတော့ကျမတို့ကအဓိကရည်ရွယ်ထားတဲ့ဟာကရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုရည်ရွယ်ထားတဲ့အတွက်လူငယ်တွေရဲ့ salary နဲ့ကိုချိန်ရတာပေါ့နော်အဓိကကျမတို့ရဲ့သင်တန်းကအနည်းဆုံး3သိန်းပေါ့3သိန်းကနေစရမ်းမယ်3သိန်းကို2ရက်အဲ့ဒီ2ရက်ဒီမှာအဲ့ဒီကလေးလေးကတိုးတက်တယ် grow ဖြစ်တယ်ဆိုရင်သူ9သိန်းသင်တန်း10သိန်းသင်တန်းအဲ့လိုမျိုးနဲ့ချိန်ပြီးတော့တပတ်အဲ့လိုသင်တန်းလေးတွေချဲ့ပြီးတော့တစင်မြင့်ပြီးတော့တက်သွားမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်မနာမည်ကတော့မတ်သွဲ့နေဖြစ်ပါတယ်ဒီကုမ္ပဏီမှာကတော့ director ရာထူးနဲ့တာဝန်ယူထားပါတယ် TNZ Servicing ကုမ္ပဏီဖြစ်ပါတယ်။အော်ဟုတ်အခုဒီနေ့ဖွင့်ပွဲကတော့အဓိကကျမတို့ကဘာလဲဆိုလို့ရှိရင်လူငယ်တွေအတွက်ပေါ့နော်ဒါလူငယ်တွေရဲ့မျှော်လင့်ချက်အိမ်မက်တွေကိုဖော်ဆောင်နိုင်တဲ့နေရာတစ်ခုရှိတယ်ဆိုတော့ information လေးပေးချင်တာရှင်အဓိကကအခုပြပထွက်ဖို့အလောက်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်ပြည်တွင်းမှာအလောက်ကိုင်းရှာဖွေနေတဲ့လူငယ်တွေပဲဖြစ်ဖြစ်သူတို့အတွက်ကိုနေရာမှန်လူမှန်ဝင်ငွေကောင်းတဲ့လုပ်ငန်းတွေကိုကျမတို့ဒီ service ဇုံကနေချိတ်ဆက်ပေးတယ်ပေါ့နော် TMZ ကကြားတဲ့ခါကျတော့သူကဒီပေါ့ကျမတို့အဓိကကdirector 2ယောက်ရဲ့နာမည်ကိုပေါင်းထားတာဖြစ်ပါတယ်ရှင်founder 2ယောက်တော့ဟုတ်ကဲ့ပါရှင်TNZ ကအဓိကဘာ service ပေးလဲဆိုလို့ရှိရင်အခုတချို့ကြတော့လဲပြည်ပနိုင်ငံရောက်သွားပြီအလုပ်ကိုင်တွေလုပ်နေတယ်အဲ့ဒီမှာအခက်အခဲပြဿနာလေးတွေရှိတယ်ပျော်ရွှင်မှုတွေမရဘူးတချို့ကြတော့လဲပြည်တွင်းမှာပဲအလုပ်ကိုင်တွေလုပ်နေတယ်ပျော်ရွှင်မှုတွေမရဘူးအဲ့ဒါတွေအတွက်ကိုကျမတို့ကဂျားတွေကနေပြီးတော့ဒီလူငယ်တွေသူတို့အလုပ်နဲ့ဘဝတစ်ထပ်တည်းကြအောင်အကြံဉာဏ်တွေပေးတယ်ပြီးလို့ရှိရင်သူတို့အဲ့ဒီအလုပ်ဘဝတစ်ထပ်တည်းကြပြီးတော့ပျော်ရွှင်ရွှင်နဲ့အဲ့ဒီမှာလုပ်ငန်းမှာလုပ်ပြီးတော့တစ်ချိန်မှာသူတို့ကိုယ်တိုင်လုပ်ငန်းရှင်ဖြစ်တဲ့အထီကိုကျမတို့ကလမ်းညွှန်ပေးပါတယ်ရှင်သင်တန်းပိုင်းကိုကြားမယ်ဆိုကျမတို့က personal growth နဲ့ပတ်သက်တဲ့သင်တန်းလေးတွေရှိတယ်ဥမာအားဖြင့်ကျမတို့ dream and goal တို့ပြီး go to action တို့အဲ့လိုသင်တန်းလေးတွေရှိတယ်ပြီး leadership ပိုင်းနဲ့ပတ်သက်တဲ့သင်တန်းလေးတွေရှိတယ်ပေါ့နော်ပြည်တွင်းဆိုလို့ရှိရင်လည်းကျမတို့ကဒီ agency တွေပေါ့အလုပ်အကိုင်ရှာဖွေရေး agency တော်တော်များများနဲ့ချိတ်ဆက်ထားတယ်လိုအပ်တဲ့အလုပ်အကိုင်လိုအပ်ရင်အဲ့ဒီ agency တွေကနေချိတ်ဆက်ပြီးတော့လိုအပ်တဲ့လုပ်ငန်းတွေကိုတွဲပေးတယ်ပေါ့တချို့လုပ်ငန်းရှင်တွေကြတော့လေကိုတွေကိုလက်ပြောထားတယ်သူတို့လုပ်ငန်းမှာဘယ်အလုပ်လိုအပ်တယ်အဲ့ဒီခါကျကိုကိုလက်ရှာတဲ့လူတွေအဲ့ဒီလုပ်ငန်းရှင်နဲ့ကိုကဓာတ်ရိုက် join ပေးလိုက်တယ်ပေါ့နော်အဲ့လိုလေးရှိတယ်ပြည်ပဆိုလို့ရှိရင်တော့အဓိက main ပို့တာကတော့ထိုင်းနဲ့ဂျပန်ပေါ့နော်ဒါပေမဲ့ကိုရီးယားတို့ဒူဘိုင်းတို့အဲ့ဒါတွေကိုလည်းပို့ပါတယ်အဲ့ဒါတွေကတော့အဓိက main ကျမဒီကနေချိတ်ဆက်ထားတာကတော့ Unity ဦးကုမ္ပဏီရဲ့ရန်ကုန် Winstar ကုမ္ပဏီရဲ့ဖြစ်ပါတယ်အခြားတို့ဂျားပေါက်ချိတ်ဆက်ထားတဲ့ agency တွေလည်းရှိပါတယ်ရှင်one stop service ပါရှင်အကုန်လုံးရပါတယ်ပြပသွားမဲ့ကလေးတွေအနေနဲ့ကကျမတို့စီမှာလာပြီးတိုင်ပင်ဆွေးနွေးမယ်ဆိုရင်အခမဲ့တိုင်ပင်ဆွေးနွေးလို့ရပါတယ်အဲ့ဒီကနေစပြီးတော့သူတို့ passport စာအုပ်လုပ်တာအစားလုပ်ငန်းရွေးချယ်တာအစားကုမ္ပဏီရွေးချယ်တာအစားပြီးဘယ်နိုင်ငံကိုဘာအလုပ်နဲ့သွားမယ်အစား interview တာအစား MOU စာချုပ်ချုပ်တာပြီးဟိုမှာ2နှစ်ချုပ်သွား2နှစ်တာဝန်ယူတဲ့အပြင်အဲ့ဒီလုပ်ငန်းမှာပဲသူတို့စာအုပ်မကုန်မချင်းတက်တန်းတိုးပေးလို့4နှစ်5နှစ်ဆိုလဲအဲ့ဒီထီကိုကျမတို့ဘက်ကတာဝန်ယူဆောင်ရွက်ပေးပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ပြည်ပကိုတော့ကျမတို့ပို့တာကတော့လူထောင်ချီရှိပါပြီအထူးတစ်ဖြစ်ကတော့အနီးဆက်ဆုံးထိုင်းနိုင်ငံပေါ့နော်ထိုင်းနိုင်ငံကိုအများဆုံးပို့ဆောင်ပေးတယ်ဒုတိယကတော့ဂျပန်ပေါ့နော်အဲ့လိုလေးရှိတယ်ကိုရီးယားတို့ဒူဘိုင်းတို့ကတော့ဂျားပေါက်လေးတွေပဲလာပြီးတော့ချိတ်ဆက်တယ်ပေါ့နော်အဲ့ဒါအများဆုံးပို့ဆောင်ပေးတယ်ပြည်တွင်းကကြတော့ကျမပြောရမယ်ဆိုရင်အခုမှအသက်ဆက်လောက်တာဖြစ်တယ်ဘာလို့လဲအခုကပြည်ပသွားဖို့ဆိုတဲ့အခါမှာအသက်လေးတွေကန့်သက်လိုက်တာလေးတွေရှိတယ်18 35ယောက်ျားလေးတွေမသွားရအောင်ဘာညာအဲ့လိုကန့်သက်လိုက်တဲ့အခါမှာကျ
မအနေနဲ့ကဒီမှာရှိတဲ့လူငယ်တွေအလုပ်အကင်အခွင့်အလမ်းဒီမှာပဲရှာလို့ရအောင်ဆိုပြီးတော့ပြည်တွင်းနဲ့ချိတ်ဆက်မှာဖြစ်ပါတယ်ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ကလည်းအလုပ်သမားတွေရှားပါနေတဲ့ပြဿနာတွေဖြစ်နေတဲ့အတွက်သူတို့တွေလည်းအရေးချင်းရှိတဲ့အလုပ်သမားလေးတွေရပါစေဆိုတဲ့စံထားနဲ့ကျမကဒီဘက်မှာလိုအပ်နေတဲ့လုပ်ငန်းလိုအပ်နေတဲ့လူငယ်တွေရဲ့ဒီဘက်မှာအလုပ်သမား human resource လိုနေတဲ့လုပ်ငန်းရှင်တွေနဲ့ကို join ပြီးပူးပေါင်းပေးတဲ့ဒါတရားလေးတစ်စင်းပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ရှင်ဒီပေါ့အဓိကကတော့သင်တန်းချက်ကတော့ကျမတို့ကအဓိကရည်ရွယ်ထားတဲ့ဟာကရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုရည်ရွယ်ထားတဲ့အတွက်လူငယ်တွေရဲ့ salary နဲ့ကိုချိန်ရတာပေါ့နော်အဓိကကျမတို့ရဲ့သင်တန်းကအနည်းဆုံး3သိန်းပေါ့3သိန်းကနေစရမ်းမယ်3သိန်းကို2ရက်အဲ့ဒီ2ရက်ဒီမှာအဲ့ဒီကလေးလေးကတိုးတက်တယ် grow ဖြစ်တယ်ဆိုရင်သူ9သိန်းသင်တန်း10သိန်းသင်တန်းအဲ့လိုမျိုးနဲ့ချိန်ပြီးတော့တပတ်အဲ့လိုသင်တန်းလေးတွေချဲ့ပြီးတော့တစင်မြင့်ပြီးတော့တက်သွားမှာဖြစ်ပါတယ်ရှင်အဓိကကကျမတို့ကရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေကိုတားကတ်ထားတယ်အဲ့ဒီရည်ရွယ်ချက်မြင့်မာတဲ့လူငယ်တွေတောင်မှရိုးဝန်တန်းပဲရာတပ်ပံလောက်ပါမယ်ဆိုတဲ့လူငယ်တွေကိုတားကတ်မထားဘူးတစ်ချိန်မှာလုပ်ငန်းရှင်ဖြစ်ရမယ်ဆိုတဲ့လူငယ်တွေကိုတားကတ်ထားပါတယ်ရှင်ဟုတ်ကဲ့ရှင် TSZ ကုမ္ပဏီကဒီတကြံပြီးတာနဲ့သင်တန်းနေစပြီးတော့ online offline စပြီးတော့ကြော်ညာပြီးတော့ဖွင့်လှစ်တော့မှာဖြစ်ပါတယ်လိပ်စာအနေနဲ့ကတော့ဒါကအခုလက်ရှိမြောက်တကုံပေါ့နော်မြောက်တကုံမှာရှိပါတယ်အိမ်နံပါတ်ကတော့ 259B ညီညွတ်ရေးလမ်း38ရပ်ကွက်မြောက်တကုံမှာရှင်အဲ့ဒီမှာလာပြီးတော့အချိန်မရွေးစုံစမ်းလို့ရပါတယ်ရှင်ဖုန်းနံပါတ်လေးရှင်းတယ်ပြောပြပါဦး3999 914 ဟုတ်ကဲ့ပါရှင်လူငယ်တွေအနေနဲ့ကတချို့လူငယ်တွေဆိုရင်ဘာလုပ်ရမှန်းကိုမသိတဲ့လူငယ်တွေရှိတယ်သူဝါသနာပါတာဘာမှမသိတဲ့လူငယ်တွေရှိတယ်အဲ့လိုဘာလုပ်ရမှန်းမသိတဲ့လူငယ်တွေဝါသနာဘာမှမသိတဲ့လူငယ်တွေလည်း TNZ ကနေပြီးတော့မှ career life coaching တွေပေးပြီးတော့သူတို့ရဲ့ဘဝမှန်သူတို့ရဲ့ပျော်ရွှင်မှုသူတို့ရဲ့တကယ်ဝါသနာအစစ်အမှန်ကိုရှာဖွေဖော်ထုတ်ပေးတယ်ပေါ့နော်ဒီ career life coaching ပညာရက်တွေပေးပြီးတော့ရှာဖွေဖော်ထုတ်ပေးတယ်တချို့ကြတော့လည်းခဏတော့တို့ကိုမေးသွားသလိုလုပ်ငန်းမှာလုပ်နေမပျော်ပိုက်ဘူးမပျော်ရွှင်ဘူးအဲ့လိုဆိုလို့ရှိရင်လေသူတို့ရဲ့အိမ်မက်နဲ့သူတို့လုပ်နေတဲ့အလုပ်နဲ့တလွဲစီဖြစ်နေတာလားအဲ့ဒါဆိုသူတို့ကစိတ်လျှောက်မှာလားလမ်းကြောင်းပြောင်းမှာလားအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့လေခိုးချင်းယူလို့ရတယ်နောက်တစ်ခုကကျွန်မလူငယ်တွေကိုတားကတ်ထားတယ်ဆိုပေမဲ့ဒီလူငယ်တွေကိုမိခိုနေရတာလုပ်ငန်းရှင်တွေဖြစ်တယ်ပေါ့နော်ဒီလုပ်ငန်းရှင်တွေကလည်းသူတို့လုပ်ငန်းထဲမှာရှိတဲ့လူ90လူ100ကမပျော်ပိုက်ပဲလုပ်နေတယ်ပတ်စံတစ်ခုနဲ့တီးခံပြီးလုပ်နေရတယ်ဆိုလို့ရှိရင်အဲ့ဒီလူငယ်တွေအနေနဲ့ကလည်းမပျော်သလိုလုပ်ငန်းရှင်တွေနဲ့ကလည်း result ကောင်းထွက်မှာမဟုတ်ပါဘူးအဲ့ဒီအတွက်ကြောင့်လုပ်ငန်းရှင်တွေအနေနဲ့လည်းသူတို့စီမှာရှိတဲ့ဝန်ထမ်းတွေအရေးချင်းပြဝနဲ့သူတို့အလုပ်ကိုကိုယ့်အလုပ်လို့ပျော်ရွှင်နဲ့လုပ်မယ်လို့ချင်တဲ့လုပ်ငန်းရှင်တွေအတွက်လည်းကျမက cooperation service တွေလည်းပေးပါတယ်ရှင်ကျမကလေဒေါ်စန်းယူလို့ခေါ်ပါတယ်ကျမတောင်းတကုံလေအောင်စီရအိမ်ရဟုတ်ကဲ့ပါဒီကလေးကကျမအိမ်မှာလေသူတို့စီးပွားရေးတက်ကတူကျောင်းတက်ကြရကျမအိမ်မှာတူနေမိသားစုလို့ပေါ့နေကြတာနေနဲ့သူဘဝမှာသူစူးစမ်းတာပေါ့နော်စူးစမ်းတော့သူတနေ့အောင်မြောင်သူစူးစမ်းမယ်အများအားပြောတယ်သမီးဖြစ်မှာပါလို့သမီးကအောင်မြင်မှာလို့သမီးကစိတ်စေတနာလည်းကောင်းတယ်ပေါ့နော်အပြောဆိုလေးကသမီးကလိမ္မာပတ်တတ်မှုတွေရှိတယ်သမီးစူးစမ်းရင်စူးစမ်းတယ်လို့အောင်မြင်မှာလို့သူကျမအိမ်မှာတက်ကတူစတက်ကြရသူနေသွားကျောင်းပြီးတဲ့အထိပေါ့နောက်ပိုင်းသူအလုတ်ခွင်ရောက်တော့လေကျမတို့ဘက်ကိုရောက်လာသေးတယ်ရောက်တော့သူအလိုပေါ့တခန်းပိတ်လေးသူငှားနေတော့တအိမ်လုံးငှားနေတော့နောက်သူအဲ့မှာခန်းနေဝဲတယ်ဒီလိုမြေကွက်ကလေးဝဲပြီးကျမတို့လာပြောပြတယ်သူကစူးစမ်းမှုတွေတနေ့တခြားသူအောင်မြင်တိုးတက်လာတာပေါ့နော်သူကလည်းလိမ္မာပန်းတတ်မှုလည်းရှိပါတယ်ဝမ်းသာပီတိဖြစ်တာပေါ့ကိုသားသမီးလေးလိုပဲလေဘဝမှာစူးစမ်းတယ်လို့အောင်နေလို့ကျမတို့ပီတိတို့ဖြစ်ပါတယ်ဒီတက်မှကလည်းသူတိုးတက်အောင်မြင်ပါစေတိုးတက်အောင်မြင်ပါပါနော်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ညီမနာမည်ကမနှင်းခိုင်လို့ခေါ်ပါတယ်ပြည်မျိုးကနေလာတာပါရှင်ဟုတ်မကတော့မကြည့်သွဲပါပြည်ပါပဲနေပါတယ်ဆိုရင်သွဲနေရကြတော့နင်တို့တွေအခုဒီGreen Company ပေါ့နော် Green Company နဲ့စတင်ချိတ်ဆက်ပြီးတော့လုပ်ကိုင်တဲ့အချိန်မှာသူနဲ့ကရင်းနှီးခဲ့တယ်ဆိုတာထက်ကိုပဲရင်းနှီးတက်ကိုဆိုတော့သူနဲ့အားကြတော့နင်တို့တွေကဒီ company မတိုင်ခင်မှာအရင်ဦးဆုံးတွေ့ခဲ့တယ်ပေါ့နော်ဒီလောက်တော့မရင်းနှီးဘူးဒါပေမဲ့အခုပြန်ပြီးတော့တွေ့တဲ့အချိန်မှာသူကနင်တို့တွေအတွက်ကိုချင်းလီဒါကောင်းတစ်ယောက်လည်းဖြစ်တယ်ပြီးလို့ရှိရင်ဒီနင်တို့တွေအခုလုပ်ကိုင်နေတဲ့ company မှာဆိုလို့ရှိရင်လည်းနီလန်းကောင်းတွေကိုပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပြန်ပြီးတော့တွေ့ရတဲ့ကြောင့်မလို့လည်းအရင်လဲဝမ်းသာတယ်တကယ်အားကိုးရတဲ့လီဒါကောင်းတစ်ယောက်ပါမယူခင်အချိန်နဲ့ယူပြီးတဲ့အချိန်မှာဘယ်လိုပြောင်းလဲသွားလဲဆိုတော့မယူခင်အချိန်မှာကတော့ကိုယ့်စီမာကရွေချက်တွေရှိလိမ့်မယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါပေမဲ့လို့ဘယ်အချိန်မှာဘယ်လိုလုပ်ရမယ်ဆိုတော့ target တိတိကျကျမချနိုင်ဘူးပေါ့နော်ဒါပေမဲ့လို့သွဲနဲ့တွေ့သွားတဲ့အချိန်မှာကြတော့ကိုဘယ်အချိန်မှာဘာလုပ်တယ်ဆိုလို့ရှိရင်အကောင်းဆုံးဖြစ်မလဲဆိုတဲ့ဟာတွေကိုပြောချင်တာကိုလုပ်ချင်တဲ့ရည်ရွယ်ချက်တွေမှန်သမျှကိုလှုပ်ဆောင်နိုင်အတွက်သူနဲ့တွေ့ဆုံလိုက်တဲ့အချိန်မှာပို့ပြီးတော့ပံ့ပိုးမှုတွေပို့ပြီးတော့ရပါတယ်လွန်ခဲ့တဲ့ဒီ TNS Company မှာတွေက
တွင်းနဲ့တော်တော်လေးရင်းနှီးတယ်ပေါ့နော်ဟိုဒါမဲ့ထဲထဲဝင်ရင်းနှီးတာတော့မဟုတ်ဘူးတင်တဲ့နေ့အတူတူတက်ရင်းနဲ့ပေါ့နော်အဲ့လိုမျိုးရင်းနှီးခဲ့တယ်နောက်ဟိုအခြားကုမ္ပဏီတစ်ခုဒုတိယကုမ္ပဏီတစ်ခုထပ်ချင်းတော့လည်းထပ်ပြီးတော့ရင်းနှီးခဲ့တယ်အခုကျတော့ Green Wall မှာကျတော့တစ်ဖွဲ့တည်းလာပြီးတော့ဖြစ်တယ်အဲ့ဒီအချိန်မှာအမတို့ဒီကိုရှင်းမယူခင်ပေါ့နော်အဲ့တုန်းကတော့အမတို့ရဲ့လုံရက်တွေကမပြည့်ပြင်းဘူးအဖွဲ့ကိုဦးဆောင်နိုင်တဲ့စွမ်းအားလဲရော့တယ်ပြီးလို့ရှိရင်ကိုယ့်ကို confidence မှာလည်းပဲအခုကိုရှင်းယူပြီးတဲ့နောက်ပိုင်းမှာကျတော့ confidence မှာကွာလာတယ်ပေါ့နော်အဲ့တော့အခုတဲ့ကိုလည်းပဲပို့ပြီးတော့ကျေးဇူးတင်တယ်ပေါ့နော်ဒါအမတို့အတွက်ကတော့ပြေ group အတွက်ဆိုလို့ရှိရင်တော့တကယ်ကိုလေးထားကောင်းတစ်ယောက်ပါ လူငယ်တွေအတွက်ဆိုလို့ရှိရင်တော့တွဲတင်တန်းမှာလာပြီးတော့တက်ဖို့ကိုအထူးဖိတ်ခေါ်ပေးစီသူဖိတ်ခေါ်ပေးခြင်းတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဓိကအနေနဲ့လူငယ်တွေမှာလည်းရည်ရွယ်ချက်တွေရည်မှန်းချက်ကောင်းတွေရှိတယ်။ဒါပေမဲ့လို့တွားရတဲ့လမ်းကြောင်းတွေမှာအခက်အခဲမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်ပေါ့နော်။အဲ့တော့လူငယ်တော်တော်များများရဲ့ mindset ပိုင်းကကြတော့ကြားတယ်ဆိုတဲ့ဘက်မှာသွားပြီးတော့တွေးရတယ်။အဲ့တော့ဒီမှာလာပြီးတော့ပူပေါင်းပြီးတော့သင်တန်းတွေတူတူတက်လိုက်မယ်ဆိုလို့ရှိရင်သွဲကလည်းလူငယ်တယောက်ဖြစ်နေတယ်ဆိုတဲ့အတွက်ကြောင့်မလို့သူ့ဘဝမှာလည်းအခက်အခဲတွေအများကြီးပဲရင်ဆိုင်နေရတယ်။သူ့ရဲ့ကြော်လွှားခဲ့ပုံတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းသူတောင်လုံးနိုင်သေးတယ်ငါတို့လည်းလုပ်ကိုလုံးနိုင်ရမယ်ဆိုတော့စိတ်တစ်ခုကသူနဲ့သင်တန်းယူလိုက်တဲ့အချိန်မှာအမြဲတမ်းတွေ့နေရတဲ့စိတ်ပေါ့နော်အဲ့တော့သူရဲ့ဒီခိုးပဲလူလေးအတိုင်းမှာပဲသူ့မှာယူသားမှုတွေရှိရတက်ကြွမှုတွေရှိတယ်ဆိုတော့ကြောင့်မလို့လူငယ်တွေကိုလည်းသူ့ကိုရှစ်ဆောင်လမ်းများတရားအနေနဲ့ပူးပေါင်းပြီးတော့သူ့ရဲ့သင်တန်းတွေကိုတက်စေချင်ပါတယ်ဖိတ်ခေါ်ချင်ပါတယ်ရှင်အခုအခြေအနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါလူငယ်တွေအနေနဲ့ဆိုရင်ဒါနိုင်ငံခြားသွားမယ်ဆိုရင်လည်းပဲစိုးရိမ်ရတဲ့အနေအထားတွေအများကြီးရှိတယ်ဒါမဲ့လို့ဒါတွေ့ရကြတော့တိတိကျကျပေါ့နော်ဟိုအာမခံနိုင်တယ်အာမခံပြီးတော့တေချာလုပ်ပေးတယ်ပြီးတော့ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအစားပေါ့တေချာဒီကိုရှင်းနဲ့ပတ်သက်ပြီးတော့ပေးလိုက်တဲ့အတွက်ကြောင့်မလို့နိုင်ငံခြားမှာရောက်နေတဲ့ကလေးတွေအတွက်ဆိုရင်လည်းပဲပို့ပြီးတော့အဆင်ပြေနိုင်တယ်ပြီးတော့ဒီမတို့ကုမ္ပဏီလို့လုပ်မျိုးဆိုလို့ရှိရင်လည်းဒါလူငယ်တွေအတွက်ထင်းချောင်းလို့ရတဲ့လုပ်ငန်းတစ်ခုဒါမြန်မာနိုင်ငံထဲမှာနေပြီးတော့လည်းပဲဒါလူငယ်လူကြီးပေါ့အမတို့အလုပ်ဆိုရင်လည်းပဲအသက်အရွယ်ကန့်သက်မရှိဘူးအဲ့ဒါဆိုတော့အမတို့အလုပ်အနေနဲ့လည်းပဲပို့ပြီးတော့ဟိုဘယ်လိုခေါ်မလဲလုံတဲ့နဲ့အလုပ်ဆိုတာကိုမြင်တာတယ်ပေါ့နော်အခုတွဲယူထားတဲ့အနေထားနဲ့တောင်းယူထားတဲ့အနေထားနဲ့ဆိုလို့ရှိရင်နိုင်ငံခြားဘက်ကိုပို့တာပဲဖြစ်ဖြစ်ပေါ့နော်ဒီကုမ္ပဏီဘက်မှာလုပ်တာပဲဖြစ်ဖြစ်ပေါ့တနည်းရဲ့ဒီကိုရှင်းပညာကအမတို့အတွက်အများကြီးအကျိုးပြုတယ်လူငယ်တွေအတွက်ဆိုရင်တော့ပို့ပြီးတော့ခွင့်လန်းတွေပို့ပွင့်တာပေါ့အဲ့ဒါကြောင့်မလို့တကယ်ကိုဒါတွဲရလူငယ်တွေအတွက်ကောလူကြီးတွေအတွက်ကောပေါ့မတို့အတွက်အားလုံးအတွက်တကယ်လိုအပ်ချက်ပါလို့ဟုတ်ကဲ့ပါအဲ့ဆိုတရားစားပြီးဆုံးပေါ့နော်စတင်တဲ့အချိန်ကနေစပြီးတော့ဒီနေ့ချိန်ကနေစပြီးတော့အောင်မြင်မှုတွေစက်တိုက်ရရှိပြီးတော့လူငယ်တွေအတွက်ရှေ့ဆောင်လမ်းပြအဖြစ်ပံ့ပိုးမှုတွေအများကြီးဒီထက်မကပို့ပြီးတော့ပေးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်ဟုတ်ကဲ့ပါမလည်းဆုတောင်းပေးပါဦးတွဲဖြစ်ချင်တယ်ပေါ့နော်အမတို့အိမ်မက်တွေအကြီးတွေရှိတယ်ပေါ့နော်တကယ်ကိုဒီပလာဟိတဆေးရုံပေါ့အဲ့လောက်အထိဒါတနည်းကရီမန်းချက်ကြီးတယ်ပေါ့လေအဲ့လိုမျိုးရီမန်းချက်အထိဒီ TNZ ကုမ္ပဏီစတင်တဲ့အချိန်ကနေစပြီးတော့တကယ်ကိုအောင်မြင်မှုတွေကိုရရှိပေါ့တည်တဲ့အထိစူးစမ်းနိုင်တဲ့သူဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါမငယ်ရတော့ငငယ်လွင်ကြီးလို့ခေါ်ပါတယ်စားပိတ်စုံခုရဲ့ Bandit Lot ရဲ့ကုမ္ပဏီရပါတော့အခုမတ်သွဲ့နည်းနည်းရတော့မငယ်တို့ကတော့လွန်ခဲ့တဲ့9နှစ်လောက်ကလေးရပါတော့ PPC တင်တန်းမှာခင်ခဲ့ပါတယ်အခုလက်ရှိမှာလည်းမတ်သွဲ့နင်းတို့ရဲ့ TNZ အတွက်ကိုပေါ့နော်မငယ်ရနေပြီးတော့မှဒီအခုအနေနဲ့ပတ်သက်တဲ့ဟာတို့ license ပတ်သက်တဲ့ဟာတို့ပေါ့နော်လုပ်ငန်းစံတာပတ်သက်ပြီးတော့မှအကုန်လုံးလုပ်ပေးပါတယ်မတ်သွဲ့နင်းရတော့ဟိုရင်ကလေးရနေပဲအများတန်းပဲပေါ့နော်စူးစမ်းနေတဲ့စီးပွားရေးသမားတယောက်ဖြစ်ပါတယ် TNZ ကအခုဒီနေ့ကနေစပြီးတော့နောက်နှစ်ပေါင်းများစွာအထိပေါ့နော်ရှင်တန်ပြီးတော့မှာပေါ့နော်ဝေစည်းကြောင်းများစွာနေ့တိုင်းစီးဝင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါ